ရောက်ပေါ့နော်6ရောက်ရဲ့ lifestyle နဲ့6ရောက်ရဲ့ဘဝအချိုးအကွေ့နေမြင့်တက်ကြတွေပေါ်မှာဘလိုမျိုးပေါ့နော်ရင်ဆိုင်ကြော်လွားဖြတ်တန်းသွားပြီးတော့မှအခုလိုရဲပျော်ရွှင်တဲ့ဘဝတွေကိုရောက်ရှိနေ ဆိုင်ထားတာလဲဆိုတဲ့ဟာမျိုးပေါ့interview သဘောမျိုးဒီလိုမျိုးလောက်ပဲပါဝင်မှုတာပေါ့နော်ဒါကကျတော့ lifestyle ဟိုတိုက်ထားတဲ့သဘောမျိုးဖြစ်တော့အဲ့လိုပုံစံမျိုးနဲ့အမှောက်ဆုံးချိန်ပါဝင်ဖြစ်တာပါနော်လည်းသိပါအားလုံးနဲ့တည်တဲ့အတိုင်းပဲနော်ရဲ့ဒီဘဝတစ်စစ်ချိုးလောက်က modeling career life မှာပဲကိုဟာနဲ့ကို model တယောက်အနေနဲ့ရည်တည်တဲ့သူပေါ့နော်ဒါပေမဲ့အခုလိုမျိုးဘယ်လိုပြောမလဲ reality show အဲ့ရုပ်ရှင်တွေပါဆိုလဲနော်အရှိမမရိုက်ဘူး reality show ဆိုတာနော်ရဲ့ဘဝမှာ first time ပေါ့နော်ကိုလုံးဝကိုမသိတဲ့ level တစ်ခုမှာ challenge တစ်ခုအနေနဲ့လက်ခံရိုက်ကူးချစ်ခဲ့တဲ့အရာလေးပေါ့ဘဝရဲ့အမတ်တရတစ်ခုလေးပေါ့လေဒီ program ထဲမှာကြတော့အဲ့လိုပေါ့နော်ကိုကအခုဒီလိုနေသားမျိုးမှာတော့ဝိစားပြင်ဆင်တဲ့နေသားကိုရောက်သွားတယ်ဒါပေမဲ့အိမ်တိုင်းပြင်မှာတော့ကိုယ့်ရဲ့ life မှာကိုယ့်ရဲ့ career မှာကိုယ့်ရဲ့ business ရဲ့ business မှာပေါ့နော်ကိုဘယ်လိုမျိုးရုန်းကန်ခဲ့တယ်စူးစမ်းခဲ့တယ်ဘယ်လိုမျိုးစတင်ခဲ့တယ်ဆိုတာမျိုးလေးတွေ sharing လုပ်ထားတယ်ပြီးသွားရင်တော့ဒီကတော့ glitter and glitter ဆိုတဲ့အတိုင်းပဲပေါ့နော်ဒီလိုမျိုးရေးစင်သွားမှာဝိစားပြင်ဆင်သွားလာဆိုတာလေးတွေကတော့ပို့ပြီးတော့အဓိကထားပြီးတိုက်တာအဓိကကတော့လေဒီ program ကိုစပြီးတော့နော်ရိုက်ကူးရေးစခေါ်တဲ့အချိန်မှာနော်အရန်ကိုကြောက်ခဲ့တာပါလဲဆိုတော့ကိုကဒီလိုမျိုး reality show ပဲဖြစ်ဖြစ်ရုပ်ရှင်ကားတွေကလည်းတကားမှမရိုက်ထားတဲ့အချိန်ကျတော့ရိုက်ကူးရေးဆိုရင်ကိုနဲ့လုံးဝမအဆက်တဲ့အရာတစ်ခုလို့တော့ထင်ထားတာပေါ့လေ။ဘာလို့ဆိုတော့ခဏပြောအရှိရပြောခဲ့တယ်လို့ပဲ model တယောက်ဖြစ်တဲ့အတွက်စိုးရိမ်မှုတွေရှိတယ်။အဲ့ဒီပေါ်မှာမှနော်ကိုလက်မလျှော့ပဲနဲ့အဲ့လိုပေါ့နော်ကိုလက်မလျှော့ပဲနဲ့ဒီdirector ရဲ့ producer team ဒီ production team ဘက်ကနေလက်မလျှော့ပဲနဲ့ဒုတိယအကြိမ်ပေါ့နော်နော်ပါမဖြစ်မယ်နော်ရဲ့တကယ်အပြင်က lifestyle လေးအတိုင်းပဲရိုက်ကူးမှာဘာမှ worry မရှိဘူးဆိုပြီးတော့တေချာလေးလက်သွဲခေါ်ပေးခဲ့လို့ရိုက်ကူးဖြစ်တာပါဟုတ်နော်ပထမအကြိမ်ညင်းခဲ့သေးတယ်လုံးဝမရိုက်တော့ဘူးဆိုပြီးတော့လုံးဝမရိုက်တော့ဘူးဆိုပြီးတော့နော်တေချာပေါင်းညင်းခဲ့တာပေါ့ဒါပေမဲ့ကျေးဇူးတင်ရမှာကအခုဒီအစီအစဉ်လေးရိုက်ကူးဖြစ်လို့လဲအမားတို့အကိုတို့ရဲ့ရှေ့မှာနော်ဒီနေ့ရောက်ရှိနေတာပေါ့လေဆိုတော့အဲ့လိုနော်လက်မလျှော့ပေးတဲ့ director ကိုပြီးရဲ့ production team အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့မကတော့အဲ့လို reality show တစ်ခါမှတော့မရိုက်ဘူးတဲ့အတွက်ကြောင့်မလို့ရိုက်ခံပြီးတော့စိတ်လှုပ်ရှားတာမျိုးတော့ရှိတယ်ဒါပေမဲ့လည်းအရင်တော့ကြာဇက်ကားတွေပိုင်းလည်းကိုယ်ရိုက်ခင်ပြရပေါ့နော်ပြီးသွားရင်တခြားကြော်ညာတို့ဘာလို့လဲရိုက်နေကြဖြစ်တဲ့အတွက်ကြောင့်မလို့reality show ဆိုတော့ရိုက်ခက်ခဲမရှိလောက်လို့တော့ထင်တာပေါ့နော်ဒါပေမဲ့လည်းတကယ်တမ်း on scene ပေါ်မှာကြာတော့လေအဲ့လိုအရင်ကျွေရတာညာပေါ့အဲ့လိုမျိုးနည်းနည်းချီလေးပြောဆိုရတယ်ညာတယ်ဆိုတော့နည်းနည်းတော့ပရိသတ်ရဲ့အမြင်မှာတမျိုးဖြစ်မလားဆိုပြီးတော့စိုးရိမ်တာမျိုးလေးတော့ရှိတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့ character နဲ့ကိုသွားနေတဲ့ script ကဒီလိုပဲဖြစ်နေမှာဆိုတော့လေအဲ့ဟာပေါ်မှာပဲပြည်ပြလို့လုပ်ခဲ့အဓိကကျတော့လေဒီ Glitter and Glitter ကကျတော့နော်တို့ရဲ့တကယ် real lifestyle တွေကိုအခြေခံပြီးတော့ပုံဖော်ထုစစ်ထားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဥပမာဒီအရှောင်း Rebecca ဆိုလဲအပြင်မှာဆိုရင်ကိုဘာနဲ့ကိုအေးအေးဆေးဆေးတချင်းဆိုစရာရှိရဆိုတယ်အရှောင်းရဲ့ lifestyle ထဲမှာဆိုရင်တိုင်းပါတော့စီးပွားရေးလုပ်စရာရှိရ business တူပန်တို့အေးဆေးလုပ်တယ်နော်ပုံစံကိုမြင်ရမှာလဲအဲ့လိုပဲအပြင်မှာ model တယောက်အနေနဲ့နေတယ်လို့မျိုးအပြင်မှာကိုဒီလုပ်တဲ့အလုပ်ကလေးတွေကိုအေးဆေးဆေးလုပ်ကြရင်ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းရင်းနဲ့တကယ် real lifestyle ကိုပဲဒီထဲမှာ base on လုပ်ပြီးတော့ရိုက်ကူးပုံဖော်ထားတာပေါ့လေဟုတ်ဒီမှာ program နေနဲ့ဆိုတော့ဒါ campaign လာလို့ပြောလို့ရတာပေါ့နော်တချင်းအနေနဲ့ဆိုအစိုးရအနေနဲ့ဆိုရင်တော့တချင်းနေရတာထုတ်နေတယ်ဆိုလဲဆိုနေရဆိုတော့ဒါ campaign လို့ပြောလို့မရပါဘူးရိုက်ကူးရကြောင်လို့ဖြစ်တာရမ်းကြသွားပြီနော်ဒီတွေ့ကြောင့်မို့လို့သမတ်စင်ကာနဲ့ဆိုရင်2နှစ်လောက်ထားသွားတာပေါ့အဲ့တွေ့ကြောင့်မို့လို့နားလဲ campaign လို့တော့လို့ပြောလို့ရပါတယ် Glitter and Glitter season 2မှာမြင်တွေ့ရမှာအားလုံးကလေနော်တို့ဟိုငငယ်တုန်းကကြုံတွေ့ခဲ့ရတဲ့ဘဝရဲ့ life goes on up and down ကြုံတွေ့ခဲ့ရတဲ့အရာလေးတွေလည်းဒီ season ထဲမှာသူတို့ထည့်ပြီးတော့ပုံဖော်ရိုက်ကူးထားတယ်ခက်ခဲတဲ့အချိန်မှာဘယ်လိုရင်ဆိုင်ပြီးတော့အကောင်းဆုံးကြော်ဖြတ်ခဲ့လဲပြီးတော့ကိုယ့်ဘဝမှာအကြောက်ဆုံးအရာတွေကဘာလဲဘာတွေကကိုယ့်အတွက်ကိုအရန်ကို
motivate ဖြစ်ပြီးတော့ပြန်ပြီးတော့ရှင်သန်ပေါက်ပွားလာတာလဲဆိုတဲ့ဟာမျိုးလေးတွေကိုတကယ် reality အစစ်အမှန်ကို base on လုပ်ထားတာဖြစ်တဲ့အတွက်ဒီ season မှာကိုရီရဲ့လူတွေမသိသေးတဲ့အရာပေါ့နော်ဟိုငငယ်လေးကလေးကနေဖြတ်တန်းလာတဲ့နှစ်ပေါင်းများစွာရဲ့ဒုက္ခတွေဒုက္ခတွေအကုန်လုံးလည်းဒီ show ထဲမှာမြင်ရမှာပါမကလည်းတကယ်လည်းပြောရရင်ဘဝတစ်လျှောက်မှာကပျော်ရွှင်တာအမြင်သာကြီးပဲရှိခဲ့တာတော့လည်းမဟုတ်ဘူးပေါ့နော်ကိုစူးစမ်းရတဲ့အချိန်တွေကိုနာကျင်ခဲ့ရတဲ့အချိန်တွေကိုရှုံးနေတဲ့အချိန်တွေလည်းရှိခဲ့တယ်ဒါပေမဲ့လည်းအဲ့လိုပေါ့စိတ်ကမငြိမ်းနိုင်ဘဲနဲ့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုဘယ်လိုပဲအတူတူဆိုင်တဲ့ strategy နဲ့စူးစမ်းသွားတဲ့အခါကျရင်ဒီနေ့ဒီလိုအခြေအနေမှာအရင်ကောင်းမလာတဲ့ပြည်စုံသားတွေမဟုတ်တိတိုင်အောင်တော့မှကိုယ့်ကိုယ်တော့ပျော်ရွှင်တရားစွာနဲ့ပတ်သက်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပဲမြို့သမီးငယ်လေးတွေကိုလည်း message ပေးချင်တယ်ကိုယ့်ဘဝမှာကိုလဲချတဲ့အချိန်တွေကိုပျော်ရွှင်တဲ့အချိန်တွေရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့လည်းကိုယ်ကရှေ့ဆက်နေမယ်ဆိုရင်တော့ပျော်ရွှင်တဲ့အချိန်အောင်မြင်တဲ့အချိန်ကိုလည်းပြန်လည်ရောက်ရှိလာမှာဖြစ်တယ်ဆိုတာမျိုးလေးကိုဒီ program ထဲမှာမှက reality show အနေနဲ့ပေါင်းထားပါတယ်။အဲ6ယောက်ပေါ့နော်6ယောက်ရဲ့ lifestyle နဲ့6ယောက်ရဲ့ဘဝအချိုးအကွေ့နေမြင့်တက်ကြတွေပေါ်မှာဘလိုမျိုးပေါ့နော်ရင်ဆိုင်ကြော်လွှားဖြတ်တန်းသွားပြီးတော့မှအခုလိုရဲပျော်ရွှင်တဲ့ဘဝတွေကိုရောက်ရှိနေဆိုင်ထားတာလဲဆိုတဲ့ဟာမျိုးပေါ့လူတွေရဲ့အမြင်မှာကျတော့ဒီနော်တို့6ယောက်စလုံးကလက်ရှိမှာထားလိုက်ပါတော့ stable ဖြစ်တဲ့ life တစ်ခုကိုပဲလူတွေရဲ့အမြင်မှာကဒါမျိုးမြင်ထားတာပေါ့လေဒါကိုဒီ Gilda and Better season 2ကသူတို့ကဒီအခြေအနေဒီ situation ကိုမရောက်ခင်မှာဒီ6ယောက်စလုံးကဘယ်လောက်ထိ life ကို struggle လုပ်ခဲ့ရလဲဆိုတဲ့ဥစ္စာတွေကိုသူတို့ကအများကြီးကိုပုံဖော်ထားတာဟုတ်ရှိတာပေါ့နည်းနည်းခါလေးကြရင်နော်ကင်မရာကြီးထောင်ထားတဲ့အချိန်မှာကိုလုံးဝကိုပြောမပြချင်တဲ့ကိုဘဝမှာကွာဒီလိုမျိုးကင်မရာတွေအများကြီးထောင်ထားတဲ့အချိန်မှာကိုယ့်ရဲ့ weakness ကိုလူတစ်ယောက်ကဘယ်မှမပြောပြချင်ဘူးဒါပေမဲ့ဒီ season ထဲမှာတော့တချို့တော့အကြောင်းအရာလေးတွေပြိတ္တတွေမြင်ရမယ်ဟုတ်တယ်ကိုယ်လည်းမချရသေးဘူးဒီလားဆိုတော့ချက်တဲ့ဝင်လဲအားလုံးစိတ်လို့ရှားနေကြအဲ့လိုဆိုတော့လေပြိတ္တတွေကိုလည်းအဲ့လိုပြောပေါ့နော်ငဲနဲ့ဆိုင်နေကြမဟုတ်တဲ့သူတွေကိုလိုကောင်းပြီးကြိုက်တာပြီးတော့လေ real story ပေါ့နော် story real life side တွေကိုလည်းချပြထားတာအဲ့မှာနည်းနည်းကိုကျွဲတယ်ချစ်မှုလေးတော့ဖြစ်နေတယ်ပေါ့နော်နေပယ်မတူတဲ့6ယောက်ကိုစူးစီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်လိုပြောမလဲ life ကတော့6ခုတော့ထွက်နေလိမ့်မယ်။ပြောင်းတဲ့တယောက်က career life ချင်းမတူသလိုဥပမာအဆောင်ဆိုရင်အဆိုတော် career life မှာအောင်မြင်နေတဲ့လူပြီးပြီဆိုရင်ဒေါက်တာအေးရှိမယ်ဆရာအကိုကြီးကဒေါက်တာအေးဆို aesthetic မှာအောင်မြင်နေတဲ့လူဒါမျိုးပေါ့ပြောင်းတဲ့တယောက်က career life မှာလုံးဝကို stable ဖြစ်ပြီးသားလူတွေရဲ့ဘဝကိုပုံဖော်ပြီးတော့ရိုက်ကူးထားတာဖြစ်တဲ့အတွက်အရင်တော့ကြည့်ကောင်းမယ်လို့တော့ထင်တာပဲ။ပါကြတဲ့ talent တွေတော့အရင်စိတ်ဝင်စားနေတာဆိုတော့လေပြိတ္တတွေလည်းစောင့်မျှော်ကြည့်ရှုအားပေးပါလို့ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်